ဒီ dress လေးကတော့ Facebook ကမှားလေးပေါ့နော်မှားတဲ့သူကစင်ကာပူကလားမသိတော့မလေးရှားလားမသိတော့စင်ကာပူထင်တယ်အဲကမှားတာပေါ့နော်ဒါကတော့ထုံးစံအတိုင်းဒီမှာပုံချမ်းရင်ဆွဲနေတာပါအင်ကြီးပုံစံက shoulder off မှာဝဝဲကကားလေးနဲ့နောက်ဖက်ရှည်လေးနဲ့ပေါ့နော်လုံးဝ princess vibe ရတဲ့ဟာပေါ့နော်ဆိုတော့ဒါကပတန်ညက်နေရပါဒီလိုမျိုး dress ချိုးရရင်တော့ရမ်းပျော်တယ်ပေါ့နော်ဘယ်လိုပြောလို့ပြောမှန်းလည်းမသိဘူးဖြစ်နိုင်ရင်ဒီလို dress တွေကြီးပဲချုပ်ချင်ပါတယ်ချုပ်ရတာနည်းနည်းတော့ပြင်ပန်းပြင်မဲ့ပေါ့နော်အဲဒီအင်ဂျီကိုစိတ်ကူးရင်ရင်နဲ့ချုပ်နေရတာဆိုတော့တကယ်ကိုဘယ်လိုအချိန်ပြီးလို့ပြီးသွားမှလည်းမသိပါဘူးဒါကတော့သူ့ရဲ့စကတ်ပေါ့နော်အရင်ဆုံးပတန်ဆွဲပြီးရုပ်ပေါ်အရင်ဆင်ကြည့်ရပါ dress ကကြတော့အပိုင်းနှစ်ပိုင်းနဲ့လုပ်ရင်တော့ပြီးမဲ့ပုံမပေါ်ဘူးပေါ့နော်တော်တော်လေးလည်းဝင်နေဆိုတော့ရှည်လည်းရှည်မယ်ဆိုတော့ပတ်သရီထိလုပ်ရမလားမသိဘူးပေါ့နော်နောက်ဗီဒီယိုလေးကြာရင်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲ bye bye